တညမှာကျမတယောက်တည်းလမ်းလျှောက်လာတော့ရဲအရာရှိတယောက်ကဘေးကနေလိုက်လာပြီးကျမလက်မောင်းကိုလှမ်းကြိုက်လိုက်တယ်။ဘာမှမဖြစ်တယ်လို့ပဲဆက်လျှောက်နေပါမင်းနောက်ကိုတယောက်ယောက်လိုက်နေတယ်။ကျမလည်းမတိမတာလှည့်ကြည့်လိုက်တော့အနောက်ပေ30လောက်မှာဟူဒီအမင်းရောင်ဝတ်ထားတဲ့လူတယောက်ကကျမရဲ့အရှိန်တိုင်းလိုက်လာတာကိုတွေ့လိုက်ရတယ်။ကျမခဏလောက်ရက်လိုက်တော့သူကလည်းရိပ်မိမှာစိုးလို့နေရန်ကိုချက်ချင်းမိလိုက်တဲ့ရဲအရာရှိကကျမကိုစိတ်အေးထားပြီးသူနဲ့အတူဆက်လျှောက်ဖို့ပြောတယ်သူကကျမလက်မောင်းကိုကြက်ကြက်ကင်ပြီးအရှိကိုခေါ်သွားတယ်ဘလောက်တောင်ယုံလို့မရနိုင်လောက်အောင်လက်ကိုကြက်ကြက်ဆုပ်ထားတာကျမအနောက်ကိုခဏခဏလှည့်ကြည့်မိတော့အဲ့ဒီလူကပိုပြီးနီးကပ်လာပြီးအဲ့ဒီချိန်မှာပဲသူကလမ်းမတိုင်အောက်ကနေဖျက်လျှောက်လာတော့သူ့အိတ်ကက်ထဲကနေပြောင်းလဲနေတဲ့တတုပစ္စည်းတစ်ခုထွက်နေတာကိုမီးအောင်မှမြင်လိုက်ရတယ်တကူလုံးစိတ်ခံနဲ့အေးသွားတာပဲကျမရဲအရာရှိနာကိုကပ်ပြီးမြင်ခဲ့တာကိုပြောပြလိုက်တယ်သူကခေါင်းငိမ့်ပြီးမစိုးရိမ်ပါနဲ့အိမ်ကိုဘေးကင်းကင်းနဲ့ပို့ပေးပါမယ်ကျွန်တော်နဲ့ဆိုစိတ်ချရပါတယ်လို့ပြောတယ်ဒါပေမဲ့ပြီးတော့သူကကျမကိုမီးလင်းနေတဲ့လမ်းမကြီးပေါ်ကနေခေါ်မသွားပဲမောင်းနေတဲ့လမ်းကြားလေးရဲ့ကိုဥတီပြီးခေါ်သွားတဲ့တစုံတစ်ခုသောနေရာကိုတမင်တက်တက်ခေါ်သွားတယ်လို့မျိုးပဲအဲ့ဒီအချက်ရဲ့ပြီးတော့ကျမလက်မောင်းကိုသူကင်ထားတဲ့ပုံစံရဲ့ကြောင့်စိတ်ထဲမှာမတင်မကျဖြစ်လာတယ်ဒါနဲ့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါအဲ့ဒီလူကအခုဆိုဟန်ဆောင်မနေတော့ပဲအဲ့ဒီတတုပစ္စည်းကိုကင်ပြီးကျမစီကိုတဲ့တဲ့ကြီးရှောက်လာနေပြီဒီရဲအရာရှိကိုယုံကြည်ဖို့ကလွဲလို့ကျမမှာတခြားရွေးချယ်စရာမရှိတော့ဘူးဆိုတာသိလိုက်တဲ့အဲ့ဒီလူပိုနီးလာပြီလို့ရဲကိုပြောလိုက်တော့သူကပတ်ဝန်းကျင်ကိုဝေဝဲကြည့်ပြီးအနားကလမ်းကြားတစ်ခုကိုလက်ညှိုးထိုးပြတယ်ဒီလမ်းကြားကနေဖြတ်သွားရင်ဟိုဘက်လမ်းကိုရောက်တဲ့အဲ့ဒီကြရင်တက္ကစီလမ်းခေါ်လို့ရပြီသူကကျမလက်ကိုပိုးပြီးကြက်ကြက်ဆုပ်ကင်ရင်ဆွဲခေါ်သွားတယ်ကျမလဲသူခေါ်ရနောက်ကိုလိုက်သွားခါနီးဆဲမှာပဲအရှိပေ90လောက်กว่าမှာမီးလင်းလျက်သားရက်ထားတဲ့တက္ကစီတစ်စီးကိုလှမ်းမြင်လိုက်ရတယ်ဒါနဲ့ရဲအရာရှိကိုကျမဒီကားပဲစီးသွားလိုက်တော့မယ်လို့ပြောလိုက်ပေမဲ့သူကလက်ကိုပိုးပြီးတင်းတင်းဆုပ်ကင်လိုက်ရင်ဟိုလူကအရန်နီးနေလမ်းကြားထဲကသွားတာကပိုစိတ်ချရတယ်လို့ပြောတယ်သူကကျမကိုထပ်ပြီးဆွဲခေါ်ဖို့စူးစမ်းပေမဲ့ကျမလက်ကိုအတင်းယုံထွက်ပြီးတက္ကစီရှိတဲ့ဘက်ကိုအားကုန်ပြေးတော့တာပဲသူကကျမကိုလမ်းဖမ်းဖို့စူးစမ်းသေးရဲ့မဲ့ကျမကဝေးသွားပြီးကားရဲရောက်တာနဲ့တကားကိုချက်ချင်းကြချပိတ်လိုက်တဲ့တကူလုံးလဲတုံရင်နေပြီးဘာရီရမှန်းတော့မသိတော့ဘူးအဲ့ဒီနောက်3ပတ်ကြာမှာမနက်ခင်းတွင်ကြည့်နေတော့ကျမလက်ထဲကကော်ဖီခွက်လွတ်ကျသွားခဲ့တယ်မြို့ထဲမှာအမျိုးသမီးတစ်ယောက်ကိုတက်မှုနဲ့လူ2ယောက်ဖမ်းခံရတဲ့အဲ့ဒီလူတွေကတော့ကျမလက်မောင်းကိုကန်ခဲ့တဲ့ရဲအရာရှိနဲ့ဟူဒီဝတ်ထားတဲ့လူပဲသူတို့2ယောက်ကပူပေါင်းကြံစည်ခဲ့ကြတာအဲ့ဒီလူကညဘက်မှာအမျိုးသမီးနောက်ကိုလိုက်တယ်ပြီးတော့ရဲအရာရှိကကာကွယ်ပေးခြင်းအောင်ဆောင်ပြီးလမ်းကြားထဲကိုမြခေါ်သွားတာအဲ့ဒီရဲအရာရှိကိုယုံကြည်ခဲ့တဲ့အမျိုးသမီးကတော့သူ့ရဲ့ကလေးတွေစီကိုဘယ်တော့မှပြန်မရောက်နိုင်တော့ပါဘူး